မင်္ဂလာပါရှင်ဒီနေ့မှာတော့ဆီယာမမယ်ညိုရဲ့ချစ်မိသူသာလျင်ဆိုတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်လမ်းမှာတွေ့ရင်တော့ဒဇိန်တယောက်လိုနေပေးရတဲ့အထိငါတို့ချစ်ခဲ့ကြတယ်ရောက်လာခဲ့ပါတယ်ဒါပေမဲ့ကိုလှည့်ပြန်သွားခဲ့တာချစ်တာကိုချစ်ကြောင်းမကြင်ညာလိုသူကြီးရဲ့လို့အပြစ်မဆိုရပါဘူးကွယ်ကိုလန်းကိုရှောက်ရမယ့်နေ့တွေထဲမှာချစ်မိသူသာလျင်တန်ရာအတော်များကိုမုံတဲ့သူတွေစီရရတာမဟုတ်ပါဘူးကိုတယူတရဖတ်ထားမိတဲ့သူတွေစီရရတာဘာယူရမလဲတွေးနေတဲ့မျက်လုံးတွေကဘာပေးရမလဲတွေးနေတဲ့နှလုံးသားကိုမမြင်တတ်ကြဘူးတိတ်ချစ်ပါတယ်ဆိုမှကြောချင်းကပ်ပြီးဝေးရမယ့်အဖြစ်တွေနဲ့စာနာခြင်းဆိုတာလူပင်တယောက်စီကဥပိ္ပခါအပြုခံပြီးမှဖြစ်ပေါ်လာတတ်တဲ့ခံစားမှုမျိုးလဲဆိုတာကျွန်တော်သိချင်တယ်စိတ်တွေထန်ရတဲ့နေ့တွေမှာမင်းကိုဖုန်းမခေါ်မိအောင်ထိန်းချုပ်ရတာလဲအလူအလဲတယောက်ယောက်ကပေးတဲ့ဒဏ်ရာတွေနဲ့တယောက်ယောက်စီမှာအနာယူတဲ့အခါတယောက်ယောက်အတွက်တရားပါမလားဘလောက်ချစ်တယ်ပြောညီမချင်းတွေမရှိရင်အချိန်တွေကြာလာတာနဲ့အမျှအချစ်ဟာလည်းအမုန်းပြောင်းလဲလာတာပါပဲအစားတဲ့ကမဖြစ်နိုင်ဘူးဆိုတာသိရင်မစွန့်စားရင်ချစ်တယ်လို့မပြောခင်းနဲ့လေဗျာငါတို့ဘဝတွေကိုစုပ်ပြတ်တတ်သွားအောင်လုပ်နိုင်တဲ့တခုတည်းသောအရာအချစ်ပဲမချစ်တာကိုမချစ်ဘူးပြောတော့ငါမှခါရတယ်အမှန်တရားဆိုပေမဲ့တခြားလေးနည်းနည်းတော့ခတ်ပေးပါကွယ်သူ့ကြည့်တော့အချစ်တဲ့နူးညံ့လိုက်တာငါတို့ဘဝတွေကြာဖြက်စီးသွားတာရစရာကိုမရှိဘူးတတိရှိတာချင်းအတူတူမိန်းမတွေကချစ်ချင်းမြတ်တာအတွက်တတိရှိတယ်ယောက်ျားတွေကတတိရှိဖို့မလိုတဲ့နေရာတွေမှာတတိရှိတယ်တနေ့နေ့ပြန်လာခေါ်ပါမယ်ဆိုတဲ့သူကလည်းသူ့ဘဝနဲ့သူတေချာပေါက်ရက်ဆောင်နေပါမယ်ဆိုတဲ့ကိုကလည်းကို့ဘဝနဲ့ကိုဒါအမှန်တရားပဲဒါပုံမှန်ဘဝတွေပါပဲနောက်ဆုံးလက်ဆောင်ပေးခြင်းနဲ့တဲ့တရားပါတန်ရာတွေတနေ့တပိုးရှိနေတာပဲကွယ်ဘာမှထပ်မလို့တော့ပါဘူးခြံခဲသူလဲကဘာရီပြက်ကြံခဲသူလဲကဘာရီပြက်ငါတို့ရဲ့စောက်တလွဲရည်စက်ဘယ်တော့မှငါစကားနားမထောင်ဘူးတဲ့သူကထွက်သွားဆိုတော့ပြန်ကိုလှည့်မလာတော့ဘူးမချစ်တော့ဘူးလို့ပြောလိုက်ပြီးချစ်တဲ့အကြောင်းတွေစာထိုင်ရေးနေတဲ့ကောင်းကွာမဖြစ်နိုင်ဘူးဆိုပြီးချလိုက်တဲ့စီးတစ်ဖက်တစ်ချက်မှာသူ့ဘက်ကလည်းငိုကိုယ့်ဘက်ကလည်းပြိုတရုပ်ဆောင်နေကြတာမှမဟုတ်ပဲကွယ်လမ်းခွဲပြီးမှပြန်တွေးကြဖို့ပဲလွယ်ပါမလဲတရားတွေအများကြီးပေးခဲ့ရင်တော့ချစ်တယ်ဆိုတဲ့စကားလေးပဲတတိယပြီးကျေးဇူးတင်နေမဲ့လူပါချစ်ခဲ့တာခဏလေးဆိုပေမဲ့လွမ်းရမှာတော့တသက်လုံးပဲတားထားလို့မရလို့သာဆက်ပြီးမျှော်လင့်နေခဲ့တာတကယ်ဆိုဘယ်နည်းနဲ့မှမဖြစ်နိုင်တော့ဘူးအဟောင်းဆိုင်ရောက်တော့မင်းထားခဲ့တဲ့ငါ့ကိုငါတောင်ပြန်ရှာမိသေးရဲ့တယောက်ကိုတယောက်တတိတရားရှိနေသေးတယ်ဆိုရင်ငါတို့လမ်းခွဲခဲ့တာမဟုတ်ဘူးလမ်းလွဲခဲ့တာကျမမပါပဲပိဿချင်းမျိုးနဲ့ချစ်တာတော့ဆိုင်သူရှိနေငါတို့ချစ်တာကိုအချစ်ပါလို့နာမည်တက်ခွင့်မရှိဘူးတဲ့ငါကောင်ကြီးအိမ်မက်ကအိမ်မက်ဆိုပေမဲ့ကြားခဲ့ရတဲ့မျက်ရည်တွေကြအပြစ်မှတက်ခဲ့မလွမ်းတော့တာမဟုတ်တလို့မချစ်တော့တာလည်းမဟုတ်ပါဘူးငါနီးငါဟန်နဲ့အဆင်ပြေအောင်နေရုံပါဝေးပြီးဆိုရင်လဲကဘာမြေအစုံဝေးသွားပေးပါကားလန်တစ်ဖက်မှာလည်းပြတ်မဆုံးခြင်းဘူးဆိုင်သူတွေကိုစီနဲ့လည်းပြတ်မဆုံးခြင်းဘူးတန်တရားတကွေးကွေမှာလည်းပြတ်မဆုံးခြင်းတော့ပါဘူးနှစ်ဦးသဘောတူလမ်းခွဲကြတဲ့အခါ
ဘသူကိုဘသူကမှထားခဲ့ရမရောက်ဘူးမဟုတ်လားရှင်တန်ခြင်းစိတ်မရှိတော့တဲ့အခါပျက်စီးသွားမဲ့အရာတွေငါပို့လို့ဖြစ်တယ်ဆက်လိတ်တောက်တယ်အရက်တောက်တယ်မင်းကိုများလွမ်းတယ်တယောက်ကိုတယောက်မေတ္တာတက်ဝင်ပြီးချစ်တယ်လို့ပြောခဲ့ကြရင်ဒီကဘာမှာကန်းကော်ပန်းတွေပို့ပွင့်ပါစေမပြောတဲ့အတန်တွေကြားကြပါစေမပြတ်သောသစ္စာတည်ကြပါစေကဘာဟာလဲနေတာမှန်တယ်ဆိုရင်တန်တရားတကွေ့ကွေ့မှာပြန်ဆုံးမယ်ပြီးရင်ချစ်တဲ့အကြောင်းတွေကိုအနောက်ဖွဲ့ကင်းကင်းနဲ့ပြန်ပြောခြင်းနဲ့ထားခဲ့မဲ့လက်ကလေးဆိုတော့လေကိုဘလောက်ဆွဲထားမဖြစ်အောင်ထားခဲ့သေးတာစိတ်သွားတိုင်းကိုမပါလို့ပေါ့အခြေရဲ့မဟုတ်ရင်မင်းစီလာတဲ့လမ်းမှာကိုချေရတွေပဲထက်နေမှာငါတို့ကပြစ္ဆုတ်ပံကိုပဲကြည့်ပေမဲ့ကံကတော့အတိတ်ကိုကြည့်တယ်မကြွေးတွေရှိတဲ့အခါငါတို့ဆက်ရအောင်မှာပဲချစ်တယ်ဆိုတဲ့နေရာလေးမှာပဲရပ်ထားလိုက်တယ်ပိုင်ဆိုင်ခြင်းကိုလည်းမသိဘူးဆုံးလွတ်ခြင်းကိုလည်းကိုမသိဘူးဒီတော့သူရောကိုရောအေးချမ်းခဲ့တယ်စာတွေ့တဲ့နေရာနေဒီနေ့ဒီအချိန်ထိဖျားဟောအတိုင်းသာမနေခဲ့တာမင်းတဘောအတိုင်းတော့ငါနေခဲ့တယ်နော်ဆက်လိတ်မတောင်းနဲ့ဆိုတာကအစပန်းကလေးတွေဆိုမခူးနဲ့ဆိုတာအဆုံးပေါ့ဒီလိုပဲခလုတ်ကြရင်မင်းကိုတတိယနေမလားလို့တွေးရင်မင်းတန်ရလဲငါမနှစ်သိမ့်နိုင်ငါတန်ရလဲငါမချေညာနိုင်ငါကိုငါပြန်ချစ်ဖို့မေးတဲ့အထိမင်းကိုချစ်မိခဲ့တာဝေးရမှာကြောက်လို့ထက်ခါဆွဲထားမိခဲ့တာပါအမှန်မရှိဘူးလို့မင်းထင်နေတဲ့ကိုမှလည်းပြတ်သားနိုင်သွားတဲ့နေ့တွေဟာတကယ်ရှိပါတယ်အချစ်ရဲ့မဆွဲလန်းမိအောင်ကြိုးစားရင်မင်းအကြောင်းတွေကအိမ်မပြောတဲ့ညများငါမင်းကိုတတိရတာမဟုတ်ဘူးအမှတ်တရတွေကိုတတိရတာမင်းအတန်ကိုပြန်ကြားတာမဟုတ်ဘူးစကလုံးတွေကိုပြန်ကြားတာမင်းသိလားငါမင်းကိုချစ်ခဲ့တာမဟုတ်ဘူးစနေနေ့ကိုချစ်ခဲ့တာရိုးရှင်းလာပါတယ်ဆိုတော့အခြေရဲ့နက်နဲ့ရှုပ်ထွေးမှုတွေကိုတချို့လူတွေမသိဘူးသိအောင်လဲပြောပြလို့မရဘူးဝေးချိန်တန်လို့ဝေးရတယ်ဆိုပေမဲ့ငါမှမဝေးချင်မင်းခွင့်လွတ်လေငါလိပ်ပြမလုံးလေသူသာငါ့ကိုချင်အဲ့ဒီလိုမလုပ်ပါဘူးလို့တွေးမိတိုင်းငါမှနာကျင်ရတယ်တကယ်ပဲသူဟာအဲ့လိုလှုပ်သွားခဲ့တာပျော်နေပေးပါခလေးပျော်နေပေးပါကိုတို့ဝေးသွားရတာတန်အောင်လေးတော့မင်းပျော်နေပေးပါမြင်နေပါလျက်မမြင်ချင်အောင်ဆောင်လိုက်ရပြီးချစ်နေပါလျက်ချစ်တယ်လို့ပြောခွင့်မရှိသောဘဝတွေငါတို့နောက်ဆုံးဖြစ်ပါရစေချစ်တယ်ဒါထက်ကြီးမားတဲ့အရာရှိပါဦးမလားမင်းပဲငုံငါပဲပြို့ဘယ်လိုမှမနီးနိုင်တော့ပါဘူးကိုယ်ဘာအမည်နာမှမတက်ပဲအချစ်ကိုအချစ်လို့ပဲမြင်ပေးပါအချစ်ဟာရိုးရှင်းလာတယ်မဟုတ်လားအချစ်ကိုကစားခဲ့တဲ့သူကအချစ်အကြောင်းတွေဖွဲ့နေတော့ငါမှရှိခဲ့ရသေးမရရတဲ့နည်းနဲ့အနားမှာခေါ်ထားပစ်ချင်ပါတဲ့အချစ်ရဲ့ဒါပေမဲ့ကိုမအတူရောင်တွေကိုသဘောမကျတာကျွန်တော်ကိုမွေးရတာအမေမတန်ပါဘူးဗျာနှလုံးသားပဲဦးစားပေးတဲ့ကောင်အမေရမင်းကိုမေကတရားတွေရလိုပါတယ်အနိစ္စရဲ့ဒုက္ခရဲ့အနတ္တရဲ့လူနှစ်ယောက်လမ်းခွဲသွားတာပြဿနာမဟုတ်ဘူးလမ်းချင်းလေးတဲ့လူလေးယောက်ပြန်ဆောင်တာကမှပြဿနာမသိစိတ်ရောသိစိတ်ရောလွင့်မျောနေတယ်အရှိအယက်စီလည်းဖြစ်ချင်းဖြစ်မယ်အတူရှိဘူးတဲ့နေ့ရီစီလည်းဖြစ်ချင်းဖြစ်မယ်အိုကွယ်စိတ်ရှိလက်ရှိလွင့်မျောနေတယ်မတော်တဆပဲချစ်မိတ
မင်တကာပဲချစ်မိချမ်းရဟာချမ်းရပါပဲလေအတူရှိစဉ်ကကဘာကြီးရကျင်းနဲ့ထင်ရပြီးဝေးသွားတဲ့အခါကျတန်တရားတကွေ့မပြောနဲ့လမ်းချိုးတကွေ့မှာတော့ပြတ်မစုံတော့ဘူးလက်တွေ့ဘဝတွေမှာဇက်ဖို့မရှိဘူးကိုယ်တိုင်ကကိုယ်တိုင်ထကိုယ်တိုင်ပြိုးကိုယ်တိုင်ငိုပဲမဖြစ်နိုင်တာစူးစမ်းလို့ရသေးတယ်မချစ်နိုင်တာကစူးစမ်းလို့မရဘူးရဲ့မကောင်းမှန်းသိရနဲ့မစွန့်ပြစ်နိုင်တာဆိုလို့မင်းရဲ့အဲ့ဒီစပင်နှစ်ခွတွေရဲ့ပဲရှိတယ်ငါတို့ရဲ့စိတ်တွေဟာငါတို့မညာဘူးဆိုတာငါမယုံဘူးဘာလို့လဲဆိုတော့တကယ်မချစ်တဲ့သူကိုတကယ်ချစ်တယ်လို့ထင်စိတ်ခဲလို့ငါတို့ချစ်နေကြသေးရင်ဒါငါတို့အဆုံးသတ်မဟုတ်သေးဘူးအရန်မချစ်ပြနဲ့တံပုံးမဲ့သွားလိမ့်မယ်တဲ့ကျွန်တော်ချစ်ပြနေတာမဟုတ်ဘူးစိတ်ထဲရှိတဲ့အတိုင်းချစ်နေတာဗျတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုဟာဒီဘဝပေါင်းရဖို့အတွက်မဟုတ်ဘူးဝကြွေးတွေဆက်ဖို့တလောကလုံးနဲ့ရှင်မဲဆိုရင်တော့ငါဘက်မှာမင်းရှိမနေဘူးငါတည်ရမှာအခြေရဲ့ဒီမိုးမှာဒီနေ့ကိုဘယ်လိုယုံရမလဲငိုရသည်ဆိုတာမမေ့နဲ့ခဏတာနေကိုမตายရနဲ့ချစ်ချင်းမြတ်တာအတွက်မှတတိမရှိရင်ဘယ်လိုလူကိုမှတတိရှိတယ်လို့မခေါ်နိုင်ဘူးကွယ်ကျွန်တော်တို့တနေ့ရမှာဆောင်ခဲ့ဘူးသလားလမ်းချိုးတကွေးမှာဖြစ်ဖြစ်တန်တရားတကွေးမှာဖြစ်ဖြစ်ပေါ့ဘယ်တော့မှမခေါ်ကြည့်တယ်လေခေါ်မိလိုက်တယ်ရှုံးပြီနော်တဲ့ကျုပ်မရှုံးပါဘူးကျုပ်အခေါ်ထိုင်ဆောင်နေတဲ့ခမရရှုံးတာလမ်းစရာရှိရင်နာစရာနဲ့ဖြေပါတဲ့အော်အချစ်ရဲ့ငါမှချစ်နေသေးတယ်လေကိုလန်းကိုရှောင်းမယ်ဘယ်ရဝန်းမှမရှောင်းဘူးအကုန်ဝင်တိုက်ခဲ့မယ်အရာအလုံးဟာဖြစ်ချိန်တန်လို့ဖြစ်လာတာပဲမဟုတ်လားပြန်ဆောင်ခဲ့ပြီမဲ့လေကံကုန်နေခဲ့ပါပြီ၄-၅ လလောက်တွဲပြီးပြတ်သွားတဲ့မင်းတို့လမ်းခွဲခြင်းကတစ်မျိုး၄ နှစ်လောက်အတူရှိပြီးအရာရာနားလည်နိုင်ပြီလို့ထင်ခဲ့ကမှဘာမဟုတ်တာလေးနဲ့ပြတ်သွားတဲ့ငါတို့လမ်းခွဲခြင်းကလည်းတစ်မျိုးအချစ်လွန်သွားတဲ့အခါထားရခဲ့တာလေးကတော့အပြစ်ဆိုရစရာမရှိအလျောဝင်လို့မကောင်းတဲ့ခွေးကလေးဟာမင်းပဲလူတယောက်ရဲ့အရှုံးဟာလူတယောက်ကိုချစ်မိတဲ့အချိန်မှာပေါ်တယ်မနီးဆက်ခဲ့ခြင်းမှာချစ်ချင်းမြတ်တာတွေရှိတယ်ကိုတို့လမ်းခွဲခြင်းလေးကတည်တက်လိုက်တာအချိန်ရဲ့ရန်လည်းမဖြစ်ခဲ့ဘူးမုန်းတယ်လို့လည်းမပြောခဲ့ဘူးချစ်တယ်လို့လည်းမပြောတော့ဘူးဟန်ဆောင်ကောင်းလိုက်တာကွယ်မသိရင်မချစ်ခဲ့ဘူးကြသလိုပဲချစ်ချင်းမြတ်တာဆိုတာရှာကမီးတွေနဲ့လုံးလုံးမပတ်သက်ကြောင်းနှောင်းလူတော့သိပါစေမိသွားတယ်ဆိုတာတကယ်မရှိပါဘူးအမှန်ကမေမေပျောက်ပျောက်နေလိုက်ကြရတာမင်းဟာ38ဖြာမင်္ဂလာထဲမှာမပါတဲ့ငါရဲ့တူးတီသောမင်္ဂလာလေးဘယ်တော့မှထပ်မခေါ်နဲ့ဆိုပြီးခေါ်အောင်မလားလို့စောင့်နေခဲ့တဲ့သူဟာလည်းကိုပါပဲလူတန်းပေါင်းများစွာရှိတဲ့ဒီလောကကြီးထဲမှာဝကြွေးတွေကိုအားပြုလို့မင်းနဲ့ငါတိုက်မိခဲ့တယ်မမတ်မောမောချစ်ခဲ့ကြပြီမဲ့ငါတို့ဟာပေါင်းဆက်မရတဲ့ရှည်နဲ့မီလို့ထန်ရာတွေအများကြီးနဲ့ကောင်းပါကွယ်မင်းချစ်တယ်ပြောလဲတိမ်ငယ်နေမိတယ်ဆက်သွယ်လို့မရတော့တဲ့အချိန်တွေတစ်ခုမင်းဘက်မှာရှိတယ်ရှေ့ဆက်တိုးလို့မရတော့တဲ့အချိန်တွေတစ်ခုငါဘက်မှာလည်းရှိတယ်မဆုံနိုင်ရင်လည်းမကြုံချင်တော့ဘူးဝေးမယ်ဆိုလဲကဘာမြေအစုံဝေးလိုက်ပါတော့ကွယ်ခမရတို့အချိုးနဲ့အခါကိုတပြိုင်တည်းစားဘူးလားကျွန်တော်ကိုချစ်တယ်လို့ပြောနေပြီးအဲ့ဒီလူကိုလည်းတိတ်ချစ်ကြောင်းထပ်ပြောနေတာမျိုးလေလမ်းတစ်ဖက်မှာမင်းအားငိုနေတယ်လမ်းတစ်ဖက်မှာငါကလည်းရိုင်လူထွေးပွေးပြေးဖက်ထားလိုက်ကြအောင်လဲငါတို့ကမဆိုင်တော့ဘူး
ငိုနေတာလေးစက်ကြည့်နေရအောင်လဲငါမှခန္ဓာရည်မရှိပြန်ဘူးခြားရိတ်ခဲ့ပြီးမှကွယ်ဘာသဘောတွေလဲဘာသဘောတွေလဲလူချင်းလဲတွေ့တယ်လမ်းချင်းလဲတူခဲ့တယ်ငါတို့ဝေးသွားကြတာတခုပဲစီးဆိုတာလူကပဲတားထားတာပါချေရဲ့မင်းသားခေါင်းတစ်ချက်ညှိကြည့်ကိုအရာအလုံးကြော်ဖြတ်လာခဲ့မှာကဘာဟာအမှန်တကယ်လဲနေခဲ့ရင်တကွေကွေတော့အဲ့ဒီခလုတ်လေးကျွန်တော်တိုင်းမိအောင်မှာပါမချစ်တော့မချစ်ကြောင်ပြောရင်ငါသိခံစားရမှာမဟုတ်ဘူးအခုဟာကချစ်ရဲ့သားနဲ့စွန့်ပစ်ခဲ့ရတာလားအစင်ပြေရဲ့လားဆိုပြီးငါမှနှစ်ခါသေးကိုတို့ကြမှာအနာတရားတွေများတယ်နော်မင်းမေ့နိုင်ဖို့လမ်းစာရပါစေကွယ်ကိုကမင်းကိုချစ်တာမင်းလုံးရက်တွေကိုချစ်တာမဟုတ်ဘူးသိရမလားမိုးရွာတာကိုချစ်ပြီးမိုးရသည်ကိုမချစ်တယ်လို့မျိုးပေါ့ဘယ်အရာမဆိုယူသွရင်ရတယ်တဲ့ဒါပေမဲ့ငါယူသွားရင်တော့မင်းကိုရမယ်မထင်ဘူးချစ်တာကိုဖယ်ကြည့်လိုက်ရင်လေမင်းဟာစိတ်နာစရာတွေကြီးပဲငါချစ်နေလို့ပေါ့ငါချစ်နေလို့ပေါ့ကွယ်အချစ်ကိုပဲအရာနဲ့ရှင်ရွေးရကိုအချစ်ကိုပဲဦးစားပေးလိုက်မယ်အချစ်ကိုဦးစားပေးလို့ခံစားရမယ်နာကျင်ရမယ်ဆိုလဲအဲ့ဒီနာကျင်မှုတွေကိုအပြည့်အဝကိုခံစားလိုက်မယ်ဒါဟာကိုအချစ်ပေါ်ထားတဲ့မူသားအကင်ဆုံးစိတ်ဒါမှမဟုတ်အနှောက်အဖွဲအကင်ဆုံးဆန္ဒတစ်ခုပဲညနိုးလွန်းလို့ကိုအတင်းတိုးကြိတ်ဝင်လာခဲ့ရသူပါကွယ်အတူတူဆိုရင်နှက်ပြီလဲဖြစ်တယ်လို့ငရဲပြီလဲဖြစ်ပါတယ်လူဖြစ်ရတာမတန်ဘူးအမေကြီးတန်ရောစင်ကြိုးရည်တဲ့ငိုလိုက်ရှိလိုက်နေဖြတ်ချင်တိုင်းဖြတ်လို့ရတဲ့ကြိုးရည်တဲ့တန်ရောစင်ကြိုးရည်မပါဘူးခလေးကြီးနာကျင်မှုတိုင်းဟာမျက်ရည်နဲ့မသက်ဆိုင်ပါဘူးထို့အတူအပြုံးတိုင်းဟာလည်းပျော်ရွှင်မှုနဲ့မသက်ဆိုင်ဘူးချစ်တယ်ဆိုတော့လေစိတ်နဲ့ရတာပဲမချစ်တော့ဘူးဆိုတော့လေစိတ်နဲ့ရတာပဲဖះဟောတွေပဲအခြေရေးအနိစ္စသဘောတွေပေါ့ထို့တုံမှမလှုပ်နိုင်အောင်ငါ့ကိုချီးတဲ့ကျိုးမယုံနိုင်တော့တဲ့နေ့တွေမှာကျိုးတွေကိုအလိုက်တတိဖြတ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မမေ့နိုင်တာတည်ရနဲ့ကျွန်တော်တို့တယောက်ကိုတယောက်လက်လွတ်ခဲ့ကြတယ်ကိုဘာရီလုံးမိနေမှတကယ်မသိတော့ဘူးဘာမှလည်းတကယ်မရှိဘူးကြိမ်တွေစလိမ့်ငွေတွေစိတ်ကူးတွေငားနေတာတီးပေမဲ့လည်းအမှန်မပြင်နိုင်ဘူးငိုလိုက်ရှိလိုက်ငိုလိုက်နဲ့ပဲငါတန်တရားလဲတင်ရင်ထားခဲ့ရမယ့်အတူတူတနေ့နေ့တစ်ချိန်ချိန်ပျက်စီးရမယ့်အတူတူငါဘာရီကိုလိုချင်နေမိတာလဲမနှက်ဖြန်မှာဘာဖြစ်မလဲငါမသိဘူးမတွေးနိုင်တော့ဘူးအခုတော့ပြစ်စုံပံမှာငါဆက်လက်တောက်နေတယ်သူမချစ်ခဲ့လေတော့မူးရီတွေတဲ့လမ်းပြောင်းနေတဲ့ကျမကိုသူ့အိမ်ကိုဆွဲခေါ်လာခဲ့တယ်တလန်းလုံးဘာစကားမှမပြောဘူးယောက်ျားတစ်ယောက်ကမိန်းမတစ်ယောက်ကိုဒီလိုဆွဲခေါ်လို့ရယူလားရေချိုးခိုင်းတဲ့သူကျမကိုထဲထားခဲ့တယ်အစောကပဲမိုးရီတွေရွှဲဆူနေခဲ့တာကိုသူမေ့နေတာလားကျမကပဲမှားနေတာလားသူကျမကိုရေထက်ချိုးစေခြင်းနဲ့ထမရဲ့ကျမရေကန်တဲ့ကိုလက်တစ်ဖက်အရင်ချကြည့်လိုက်တယ်ကျမအတွက်ရေဟာအရန်အေးလွန်းတယ်ဒါပေမဲ့သူစိတ်ကျေနပ်အောင်ကျမရေအမြန်ဆွတ်လိုက်တယ်သူတပတ်တစ်ထဲကင်လာပြီးထိုင်နေတဲ့ကျမကိုတပတ်ပတ်ပြီးပွေ့ချီသွားလေရဲ့ပြီးတော့ကျမကိုကရေတွေကိုတုပ်ပေးပြီးနွားနို့နဲ့စားစရာမုတ်တွေလာချပေးတယ်သူလည်းကျမနဲ့အတူတူနွားနို့တောက်နေတယ်သူကျမကိုကြည့်နေသလိုကျမလည်းသူ့မြက်နုံနုံကြည့်နေမိခဲ့တယ်သူကမနှက်ဆိုချက်ပြုတ်ပြီးအလုပ်သွားတယ်ကျမအတွက်လည်းစားစရာတွေအစင်းတင်ထားခဲ့ပြီးတယ်တနေ့လုံးကျမတယောက်တည်းပါပဲရင်းပေါက်ကနေသူ့အလာကိုပဲမျှော်နေခဲ့ရတယ်ကျမအိတ်တဲ့နေရာကိုနေထိုးလာပြီးဆိုရင်သူလာကနီးပြီလေအခါကျရင်မှန်ပရင်ပေါက်ကနေဟိုးအောက်ကိုကျမငေးပြီးသူ့ကိုမျှော်ခဲ့တယ်သူ့ကိုလှမ်းတွေ့ပြီးဆိုတာနဲ့တကားနာကိုအပြေးသွားဆောင်နေပြီးသူတကားဖွင့်တာနဲ့ခုံပေါက်ပြီးသူ့ကို
ပြေးဖက်နှမ်းရှုပ်တဲ့အခါကျမပြောသလိုသူလည်းပြောတယ်ထင်ပါရဲ့ကျမကိုထွေးပွေးဖက်ကထိုင်ကုန်စီကိုခြိသွားတယ်သူ့ပေါင်ပေါ်မှာထိုင်နေတဲ့ကျမကိုရိုင်းဆိုင်စွာဆူဆိုက်ပြီးကြည့်နေတယ်သူ့လက်တွေဟာကျမရှင်ဘက်နဲ့ဘိုက်တွေကိုပုတ်တက်ပြီးတော့ထမင်းမစားရသေးဘူးလားသူကဒီလိုမေးတော့ကျမပြန်မဖြေခဲ့ဘူးထမင်းစားကွပိန်သွားလိမ့်မယ်ဒီလိုပြောရင်ထိုင်ကုန်ပေါ်ကိုကျမကိုပြန်ချသွားတယ်စားစရာတွေယူလာပြီးကျမကိုစားခိုင်းတယ်ပြီးတော့သူထိုင်ကြည့်နေခဲ့တယ်သူကကျင်နာတတ်တယ်အပြုံးကလေးလှတယ်သူကျမကိုပုတ်တက်နေရတာကြိုက်တယ်ဟုတ်တယ်ကျမလည်းသူလာပုတ်တက်ပေးနေတဲ့အခါအတော်လေးကိုသဘောကျတယ်ကျမသူ့ပိတ်ရက်တွေကိုတိတ်ကြိုက်တာပဲဘာလို့လဲဆိုတော့ပိတ်ရက်တွေဆိုကားနဲ့အတူတူအပြင်ကိုသွားတယ်သူကျမကိုတချင်းတွေဆိုပြတယ်လမ်းအတူတူလျှောက်တယ်သူ့ကိုလိုက်နေပြီးကျမကိုချစ်ချင်အောင်ဆောင်တဲ့မိန်းမတွေကိုကျမတိတ်မုန်းတာပဲအခါကျရင်မန်ကဖြီးလိုက်ရသေးတယ်အဲ့ဒီအခါမင်းကအဲ့လိုမစွာနဲ့လေဒီလိုပြောပြီးကျမကောင်ကိုသူပုတ်ပစ်လိုက်တယ်အပြင်မသွားတဲ့နေ့တွေဆိုလဲအိမ်ထဲမှာ2ယောက်တည်းပြုတ်ပါခဲ့ကြတယ်ဘောလုံးလေးတစ်လုံးကိုကျမစီပြစ်ပြီးတော့ပေါ့ဆိုဖာပေါ်သူလဲနေတော့ကျမသူ့အပေါ်တက်ထိုင်လိုက်တယ်အပြုံးလှလှလေးတွေနဲ့သူပြုံးပြီးကျမကိုကြည့်နေတယ်အဲ့ဒီနေရာမှတ်မှတ်ရရပဲကျမနှာခေါင်းကိုသူနမ်းလိုက်တယ်သူ့ရှင်ဘက်ပေါ်မှာလှဲနေတဲ့ကျမကိုတယူတရထွေးပွေထားပြီးတော့ပေါ့ဒီအတိုင်းလေးပဲအချိန်တွေကြာလာပေမဲ့သူကျမကိုချစ်တယ်လို့တခွန်းမှမပြောခဲ့ဘူးဘာပဲဖြစ်ဖြစ်ပါလေကျမသူနဲ့ရှိရတာပျော်တယ်သူအိမ်ပြန်ချိန်တွေကိုမျှော်ရတာကြိုက်တယ်သူစီရနှွေးထွေးတဲ့ရီယူဆိုင်မှုတွေကိုနှစ်သက်တယ်ဒါပေမဲ့သူကအရင်လိုမဟုတ်တော့ဘူးညရီဆိုဖုံပြောနေတတ်တယ်ကျမကသွားကြရင်တော့သူထသွားတယ်ပို့အထီးကျန်လာတဲ့ထင်ရပေမဲ့သူပျော်နေတာတွေ့တော့ကျမလည်းပျော်ပါတယ်။ဒီနေ့ဘရင်းပေါက်မှာသူ့အလားမျှော်နေလှမ်းတွေ့လိုက်တယ်။ကောင်မလေးတယောက်ကိုလက်ဆွဲပြီးတော့ပေါ့။အဲ့ဒီနေ့ကကျမတကားဝါကိုသွားမချိုခဲ့ဘူး။တကားဖွင့်တော့သူကျမကိုလိုက်ရှာနေတယ်။ပြီးတော့ဘရင်းပေါက်နာကျမကိုရှိပြတယ်။ကျမကိုဂယုမဆိုင်တဲ့ပုံစံနဲ့ပါလာတဲ့ကောင်မလေးကိုပဲအေးတွေချပေးနေတယ်။တကယ်ဆိုသူမိတ်ဆက်ပေးရမယ်မဟုတ်လား။ကောင်မလေးကကျမကိုလှမ်းတွေ့တော့သူ့ကိုမေးလိုက်တယ်ကိုသူ့နာမည်ကကိုတဲ့သူညာတိုင်းဖုန်းပြောနေတဲ့ကောင်မလေးထင်တယ်ကျမအဲ့ဒီကောင်မလေးကိုမုန်းတယ်သူ့အနာကိုတဖြည်းဖြည်းချင်းသွားနေခဲ့တယ်သူကတော့ကျမကိုပြုံးရီပြီးစနေလေရဲ့သူ့လက်ထဲမုတ်ထဲပြီးကျမကိုလှမ်းခွန်နေတယ်တရိတ်ဆန်တကောင်လိုကျမကိုဆက်ဆန်နေတယ်ကျမသူ့လက်တွေကိုကုတ်ဖဲ့ပစ်လိုက်တယ်ပြတလဲသူထားပြီးကျမကိုချီပြီးအခန်းထဲကိုထည့်ထားလိုက်တယ်။ဘာမှတော့မပြောခဲ့ဘူး။ကျမတကားကိုဖွင့်မရ။သူတို့အပြင်မှာဘလို့ရှိနေမဲ့တွေးပြီးကျမဒေါသထွက်ပြီးသူ့ကိုစိတ်ဆိုးပြီးငိုနေခဲ့တယ်။ည8 နာရီလောက်မှာသူအခန်းထဲဝင်လာပြီးကျမကိုပြောတယ်။ဘာလို့အဲ့လိုလုပ်လိုက်ရတာလဲ။ तू ကငါးကောင်မလေး။နောက်အဲ့လိုမလုပ်နဲ့နော်။လာ။ဒီလိုပြောပြီးသူခေါ်နေပေမဲ့ကျမထားသွားပြီးသူ့ကိုစကားတခွန်းပြန်ပြောခဲ့တယ်။ကျမရှင်ကိုချစ်တယ်။ဒီတော့သူ့ကိုမုန်းတယ်။သူပြုံးပြီးကျမကိုကြည့်နေခဲ့တယ်။နားမလဲတာကိုနားမလဲဘူးဆိုပြီးသူထပ်ပြီးလည်းမမေးဘူး။ကျမလည်းထပ်မပြောဖြစ်ခဲ့ဘူး။ကောင်မလေးအိမ်ကိုပါလာတဲ့နေ့တိုင်းကျမကောင်မလေးကိုအမြဲကုတ်ဖဲ့ခဲ့တယ်။အဲဒီနောက်သူကျမနဲ့အယောမဝင်တော့ဘူး။ကျမရှင်ဘတ်တွေကိုလာမပုတ်တတ်တော့ဘူး။သူလှဲနေတဲ့အချိန်သူ့အနာကိုကျမသွားရင်တော့သူထသွားတယ်။ဒါပေမဲ့ကျမအတွက်အစာတွေကိုသူအမြဲဝယ်လာတယ်။ပကံထဲထည့်ပေးတယ်။ဝတ်ချီတန်းချီပေါ့။ကျမလည်းမစားတော့ပါဘူး။စားနေလေသူအရင်လိုထိုင်ကြည့်ပြီးနေတာမှမဟုတ်ပဲ။ဒီနေ့ကျမကိုချီပြီးဘေးအခန်းကိုသွားတယ်။ကျွန်တော်ခီးသွားမို့ကျွန်တော်သမီးလေးကိုဒီမှာထားခဲ့လို့ရမလား။သူအစာမစားမှဆိုလို့ခီးသွားမယ်ဆိုတာကျမကိုလည်းမပြောခဲ့ဘူး။ကြိုပြောခဲ့ရင်လိုက်ခဲ့မှာပေါ့။မဟုတ်တာနေနိုင်အောင်နေခဲ့မှာပေါ့သူများနဲ့အဲ့လိုထားခဲ့ဖို့စိတ်ချတာလားသူကစိတ်ဆိုးစွာနဲ့ပဲကျမသူ့ရင်ဘတ်ကိုကုတ်ချစ်လိုက်တယ်ဟုတ်တယ်ကျမအမျက်တနိုးနမ်းဘူးတဲ့အဲ့ဒီရင်ဘတ်ကိုကျမကုတ်ချစ်လိုက်တယ်သူ့ကိုကျမနာကျင်စေခဲ့တယ်သူဘာမှတော့မပြောခဲ့ပါဘူး
သူ့လက်ထဲကနေကျမကိုအဲ့ဒီသူများရင်နဲ့တွန်းပို့လိုက်တယ်။တကားဝါကိုအမြန်ပြေးလိုက်ပေမဲ့လည်းမမီခဲ့ဘူး။တစ်ရက်နှစ်ရက်ကြာတဲ့အထိသူ့ပေါ်မလာဘူး။သူ့ရင်ဘက်ကဒဏ်ရာရောပျောက်ပြီလား။ဒါမှမဟုတ်သူနာနေမလား။ကျမသူ့ကိုလွမ်းနေပြီးတော့သူ့ယူရကျင်နာမှုတွေဒီမှာကျမကိုတရိတ်ဆန်တကောင်လိုချောင်းတကောင်လိုဆက်ဆံနေကြတာတွေသူသိရင်ရှင်းနာနေမလား။နှစ်ပတ်ကြာတဲ့အထိသူပြန်မလာခဲ့ဘူး။ကျမသူ့လိုက်ရှာဖို့ဆုံးဖြတ်ခဲ့တယ်။ကျမထွက်ပြေးဖို့စိတ်ကူးခဲ့ပေမဲ့အစာမစားတဲ့ကျမမှာအားတွေလုံလောက်ရှိမနေခဲ့ဘူး။ဒါကြောင့်တအိမ်လုံးမှာရှိတဲ့အစာတွေကိုအကုန်လိုက်ရှာပြီးခိုးစားပစ်ခဲ့တယ်။ပြီးတော့ကျမအသင်းဆောင်နေခဲ့တယ်။အိမ်ရှင်တွေတကားအဖွင့်ကိုပေါ့မိဖို့ကြောင့်နဲ့ဘာတွေဖြစ်နေလဲဝင်မကြည့်ရသေးတဲ့အိမ်ရှင်ကအလုတ်သွားကန်ဒီကျမမေးစီအောက်ကိုလာပုတ်တယ်။သူတကားဖွင့်တာနဲ့ဟိုးအောက်ထပ်ကိုရောက်ချင်စောနဲ့လေကားတွေကိုအတင်းပြေးဆင်းသွားခဲ့တယ်။အနောက်ကအော်ခေါ်တန်တွေကြားပေမဲ့လည်းကျမတစ်ချက်တောင်လှည့်မကြည့်ခဲ့ဘူး။နေရန်တွေနဲ့ဝင်တိုက်ရတဲ့နာကျင်မှုကသူမချစ်ဘူးလို့သိလိုက်ရတဲ့နာကျင်မှုကိုမမီခဲ့ပါဘူး။ကိုချစ်တဲ့သူကသူချစ်တဲ့သူကိုနမ်းနေတာမြင်ရတဲ့နာကျင်မှုနဲ့ဆိုင်မပြောပလောက်ခဲ့ပါဘူး။ဘယ်စီမှမသိရက်ပေါင်းများစွာမရက်မနာအသက်ကုန်ပြေးလွှားနေခဲ့မိတယ်။တွေးရင်ငိုရင်ဆက်ပြေးရင်မိုးတွေရွာတဲ့အဲ့ဒီနေ့ကကားတစ်စီးကကျမနံရိုးတွေကိုအသက်ကုန်ဝင်တိုက်ပစ်လိုက်တယ်။သွေးကွက်ထဲတဆက်ဆက်တုံနေတဲ့ကျမကိုလူတွေဝိုင်းကြည့်နေကြပြီးကားပေါ်ကလူတစ်ယောက်ဆင်းလာခဲ့တယ်။အဲ့ဒီလူကသူ့ပါပဲ။သွေးကွက်ထဲကကျမကိုကောက်ပြီးထွေးပွေးချီလိုက်တယ်။ပြီးတော့သူစကားတခွန်းပြောတယ်။မင်းပြောက်သွားတယ်ဆိုလို့ငါအမြန်ပြေးပြန်လာခဲ့တာလေကွာ။ဒီလိုပြောတော့တေးပြောပါတယ်ကွယ်။ကျမတေးပြောပါတယ်။သူရောကျမရောကားလမ်းအလဲလူတွေကြားတယ်။ငိုနေခဲ့ကြတယ်။ကျမမျက်လုံးတွေကိုမှိတ်လိုက်တယ်။ပြီးတော့ကျမသူ့စကားတခွန်းတိုးတိုးလေးပြောခဲ့တယ်။ကျမဟာရှင်မချစ်ခဲ့တဲ့ကြောင်မလေးပဲ။ဟုတ်ကဲ့အဆုံးထိနာဆင်ပေးခဲ့ကြတဲ့တူဦးတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။